ကေတင်ချင်းနဲ့အကျိုးဆက်များအဆောက်အုံအဒရင်၌ဘေကာ၏အဖိုက်သည်ဓာတ်ခွဲခန်းတစ်ခုသို့ရောက်ရှိပြီးသူတို့ကိုတားဆီးရန်စ조사သည့်သိပ္ပံပညာရှင်တဦးကိုတတ်လိုက်သည်ဤအရာကိုမြင်သောအခါကျန်သိပ္ပံပညာရှင်များကလမ်းဘေးတွင်နေပြီးဆိုဖီယာကကော်လိုက်တာကိုပိတ်ပစ်ရန်စတင်လှုပ်ဆောင်သည်ကျန်လင်ဒါတပ်ဖွဲ့ဝင်များမကြခင်သူတို့နှင့်ပူးပေါင်းတော်လဲသူတို့၏ပြန်လည်ပေါင်းစည်းမှုကိုတနတ်ထုတ်လိုက်သည့်ဘော်ဒန်ကနောင်ရှာသည်တိုးတော်ဘေကာကသူ့ကိုအရင်ပစ်ချလိုက်ပြီးဆိုဖီယာကသူ့ဘော်ဒရီထွေးသည်ပုံမြင့်မြတ်သူဖြစ်လို့တောင်ကြောင့်သူ့ကိုမတတ်ရန်ညှင်းဆန်သည်နောက်ပိုင်းတွင်ဆိုဖီယာကကေဘယ်ချိုးတစ်ချောင်းကိုဖြတ်လိုက်ပြီးအဆောက်အုံတွေမီးများပြတ်သွားသည်အရေးပေါ်မီးဆက်ကမီးများကိုပြန်လည်ရရှိစေပြီးသူတို့ဘော်ဒန်ပြောင်းနေသည်ကိုသတိထားမိသည်ရုတ်တရက်ဒိုင်နိုဆောများအုပ်စုလိုက်စကန်ပေါ်ရောက်လာပြီးအလောင်းများအားလုံးကိုစားကြသည်သူတို့ကထော့ပေါက်ဥမင်ကိုလည်းပိတ်ဆို့ထားသည်ထို့ကြောင့်လင်ဒါတပ်ဖွဲ့ကသူတို့ကိုနေဝေးစေရန်မိโกပုံနှလုံးပစ်ချပြီးတနက်ဖွင့်ပစ်ကြသည်ကံမကောင်းစွာဖြင့်အရေးအတွက်အလွန်များပြီးမကြခင်တော်ဝါများတပ်ခွဲခန်းတွင်ရောက်လာကသူတို့ထိမိသမျှကိုဖျက်ဆီးကြသည်စစ်ခွေးများထဲမှတအူဖမ်းချုပ်ခံရပြီးစကန်ပိုင်းအတွင်အထက်ခံရသည်ဘော်ဒန်ကထိန်းချုပ်ရေးပြားကိုအုံပြုရန်ကြိုးစားတော်လဲလင်းမြန်စွာစားခံရသည်ကြံသူများကပေါ်ခွဲပစ္စည်းတစ်ခုထားပြီးထွက်ပြေးကြသည်ဒိုင်နိုဆောများသူတို့ကိုမလိုက်လာစေရန်လင်ဒါတပ်ဖွဲ့ဝင်တအူကနောက်တွင်ကြံကဆက်လက်ပစ်ခတ်နေသဖြင့်သူသည်ပေါက်ကွဲမှုတွင်တေဆုံးသွားသည်ဆိုဖီယာကအသက်ရှင်ကျန်တဲ့သူများကိုနောက်တကားသို့လမ်းညွှန်ပြီးသူတို့ကနောက်တွင်ဒိုင်နိုဆောအနေငယ်လိုက်နေသဖြင့်တက်နိုင်သူများအများဆုံးပြေးကြသည်သူတို့ကလင်ဒါတပ်ဖွဲ့ဝင်တအူကိုဖမ်းနိုင်ခဲ့သည်သူတငယ်ချင်းများကကဲတင်လိုတော်လင်းနောက်ကျသွားပြီထိုလူကိုတော်ဝါများကစားသဖြင့်ကြံသူများကပြေးရတော့မည်မကြခင်သူတို့လေကားတစ်ခုကိုတွေ့ရှိရသဖြင့်ဘေကာကကာဘာပေးရနောက်တွင်နေပြီးအားလုံးကိုအပြင်သို့ထွက်ခွာစေသည်သူရှေ့ဆက်ပြေးပြီးတားရများကသူ့နောက်လိုက်ကြသည်ထို့ကြောင့်သူကသူ့နောက်သို့လက်ပေပုံများဆက်တိုက်ပစ်ချနေသည်၎င်းကသူတို့ကိုတားရန်မလုံလောက်ပဲထိုဘလူးများကသူ့ပေါ်ခုံချကသူ့ကိုပါတပ်ပစ်ကြသည်ကျန်အဖွဲ့ဝင်များကဘေကာကိုတပ်ပြီးသူတို့စီလာနေသည့်ဒိုင်နိုဆောများကိုမြင်တော့နဲ့ကံကောင်းစွာဖြင့်သူတို့အပြင်သို့ရောက်ရန်အလုံလောက်မြန်မြန်ပြေးနေသည်ဂျယ်ရီကိုကရဟတ်ရင်များနှင့်အဖွဲ့အပြည့်စုံနှင့်စောင့်နေခဲ့ပြီးဖြစ်သည်ထို့ကြောင့်သူတို့တားရများလာနေသည်ကိုမြင်တော့အခါအားလုံးစုပေါင်းပစ်ခတ်ကြသည်ရဟတ်ရင်များကကောင်းကင်မှာအကာအကွယ်ပေးပြီးယခုတိုက်ဖွဲ့ဝင်လာသည့်ပြန်တန်းနေသည့်တော်ဝါများကိုတပ်ပစ်ကြသည်စစ်သားများများစွာခိုတိုက်ဖွဲ့ဝင်တွေအထက်ဆုံးရှုံးတော်နှင့်အဖွဲ့သည်အချင်းဝဲရလုံလောက်စွာအသက်ရှင်နိုင်ခဲ့သည်လင်ဒါတပ်ဖွဲ့၏ပေါက်ကွဲပစ္စည်းများကစကန်ကိုပြိုပြတော့အခါလူတိုင်းထွက်ပြေးရန်ရဟတ်ရင်များတို့ပြေးကြသည်ပြန်တန်းနေစဉ်ဂျယ်ရီကိုကအမေရိကန်အတွက်ခိုးယူခြင်းမဟုတ်ပဲစက်ကိုဖျက်ဆီးလိုက်တဲ့အတွက်အဖွဲ့ကိုစုရင်သည်ဆိုဖီယာကနောက်ကျသွားပြီးထေချောင်ထောက်ပြသည်ကော်လိုက်တာကိုဖျက်ဆီးလိုက်ခြင်းကတော့အပင်ဖန်နေရများမှာဒိုင်နိုဆောများပေါ်လာစေပြီးဖြစ်သဖြင့်နောက်ချိန်တွင်ကမ္ဘာတော်တည်စေနိုင်သည့်တက်ရောက်မှုရှိနိုင်သည်